ကာတွန်းပညာရှင်များကွန်ပျူတာထိမ်းမှတ်အနေဖြင့်ကျင်းပပြုလုပ်မဲ့ကာတွန်းဥပကျန်းအမှတ်တရမီထွန်းပွဲကိုလမ်းမတော်မြို့နယ်73လမ်းအောက်ဘလောက်ဥပကျန်းလမ်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဥပကျန်းရှိစဉ်ကာလကတည်းကဒီပွဲတော်ကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးမြန်မာတိုင်းနိုင်ငံလုံးရှိတစ်ခုတည်းသောကာတွန်းမီထွန်းပွဲတော်လည်းဖြစ်ပါတယ်ဒီပွဲတော်ကို1988ခုနှစ်နောက်ပိုင်းကစလို့ပွဲကျင်းပရေးယာယီရုပ်သိမ်းခံခဲ့ရပြီးအခု2011ခုနှစ်မှာမှပြန်လည်စတင်ကျင်းပခွင့်ရရှိခဲ့တာပါအခုပွဲတော်ကျင်းပမှုနဲ့ပါဆိုရင်68ကြိမ်မြောက်ရှိပြီဖြစ်ပြီးဒီပွဲတော်မှာဥရွှေမင်းသားဦးငွေကြီးဦးမြေစာဦးအကိန်းဦးအောင်မင်းစတဲ့ကာတွန်းဆရာကြီးများအပါအဝင်ကာတွန်းဆရာ80ဦးရဲ့ကာတွန်းကားပေါင်း300ကျော်ကိုလည်းပြသသွားမှာဖြစ်ပါတယ်ဒီပွဲမှာပြသထားတဲ့ကာတွန်းတွေကိုရောင်းချသွားမှာမဟုတ်ပဲပွဲပြီးတာနဲ့ DVG ကားတွေကိုပွဲကျင်းပရေးကော်မတီကနေပြန်လည်သိမ်းဆည်းထားမှာဖြစ်ပါတယ်ဒီကာတွန်းမီထွန်းပွဲတော်ကိုပထမနေ့အဖြစ်နိုဝင်ဘာ10ရက်နေ့ညပိုင်းမှာစတင်ကနိုဝင်ဘာ17ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ